Tata Chita Jimu Moramamya Alo Minglava. You cut video editing Tibia Chen and Bind Doma Josubara, Tataga Socha Kabibara. Dine Tataro PIP low correct picture in picture or video in video go genuine Lilavame. PIP Soluraga, Dabong Dumho, video repoma, Nauta Dabong video rego, Buddha, Tipia Chingo Solurava. You know, Tataruga filter, effect, Sarantura, mask, upon Tadare, animation low correct, then we low sharp or yay video, don't you bama. The tutorial Maro, Pound alone, Yait Hare, Dallas, Diso the chain. Narukuga, Internama Udare, Dabong video regular, don't you bama. The chair, Amiga, Jello Kovara. That's so yeah. Video editing go Sajaya. Yuka application go point be new project go neighbor. Aku tataro video nidan video introduction dumho beginning and sub yojin go tetwe ma phipare. Material go twa bi do beginning out ma mimi jai da clip taku go santa point ji ba. Tataga video ashi go taw ma so do vertical matter ye da video go be ywe ba ma phone screen real video sign and kai on lo bo. မြားပြထားတဲ့အဝိုင်းကိုနှိပ်ပြီးတော့ထည့်လိုက်ပါကြည့်ရတာနည်းနည်းလေးနှေးတယ်လို့ဖြစ်နေတယ်ပုံမြန်ရလေအောင်အဲ့ဒီဗီဒီယိုကို select နှိပ်ပြီးတော့ speed ကိုနှိပ်လိုက်ပါပုံမြန်အောင် timeline bar ကိုမိမိလိုသလို adjust ညှိပါအခုတသားတို့အဲ့ဒီ intro video ရဲ့အတန်ကို music effect ထည့်ပါမယ်delay မောရအောင်အမြင့်ချောင်းကို intro video အစမှာရွှေ့ပြီးတော့ music သင်္ကေတကိုနှိပ်လိုက်ပါအပေါ်က effect menu ကိုနှိပ်ပြီးမိမိနှစ်သက်တဲ့ effect ကိုရွေးချယ်ပြီးဖွင့်စမ်းကြည့်ပါတသားက glitch effect ကိုရွေးပြီးထည့်သွင်းပါမယ်စာပြီးဆိုရင် use ကိုနှိပ်ပါကဲဒီမှာကြည့်ပါအောင် video နဲ့ effect အတန်ကအတူအရှိမညီပါဘူးညီအောင်အတန်ကိုဖျက်ရတယ်လို့ speed အနည်းမြန်ချိန်ဆလို့ရပါတယ်ကဲဒါဆိုရင်ညီသွားပြီပေါ့ကဲဘယ်လိုလဲအဆင်ပြေကြလားဗီဒီယိုနီးတယ်သို့မဟုတ်ဗီဒီယိုအစားပြုခြင်းအတွက်သင်ကိုယ်တိုင်ဖန်တီးထားတဲ့ intro video ကိုလည်းအသုံးပြုလို့ရပါတယ်တချို့ content creator တွေကသူတို့ဖန်တီးထားတာကိုပဲအသုံးပြုကြပါတယ်ဒါပေမဲ့အခုက Yuka ကပေးထားတဲ့ free beginning intro video ကိုပဲသုံးပါမယ်ဒါဆိုရင်ဆက်လက်ပြီးတော့ဖုန်းနဲ့ရိုက်ထားတဲ့တခြင်း video ကိုထည့်သွင်းရအောင်လားဗျာစကြရအောင်ကဲအခုဆိုရင်တသားတို့ရိုက်ထားတဲ့ video file ကိုထည့်သွင်းပါတော့မယ်အပေါင်းဆက်ဝိုင်းလေးကိုနှိပ်ပြီးတော့မိမိထည့်သွင်းလိုတဲ့ video file ကိုရွေးချယ်ပြီးထည့်သွင်းလိုက်ပါအမှန်ချစ်ကိုနှိပ်ပြီးများဆက်ဝိုင်းလေးကိုနှိပ်ချင်းပြင်ထည့်လိုက်ပါအခု edit panel မှာထည့်သွင်းလိုက်တဲ့ video file မှာသချင်းအသံကိုအဓိကအသံဖြင့်အသုံးပြုသွားမှာဖြစ်ပါတယ်ဒီ video ရဲ့အပိုလိုကိုဖြတ်တောက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်video တစ်ခုလုံးကိုအသုံးပြုမှာဖြစ်ပါတယ်အခုဆိုရင် filter လို့ခေါ်တဲ့အယောင်ပုံပန်းတဲ့ပြောင်းချင်တဲ့ video အစမှာလိမ္မော်ရောင်မြင်းချောင်းလေးကိုချထားပြီးတော့ပေါ်က filter ကိုနှိပ်လိုက်ပါဘယ်ဘက်ညာဘက်ကိုရွှေ့ပြီးတော့မိမိကြိုက်တဲ့ filter ကိုရွေးပါတင်သိထားရမှာကအကယ်၍သင်က free version ကိုအသုံးပြုပါက pro ပြထားတဲ့ filter ကိုသုံးလို့မရပါဘူးတတက natural အယောင်ကိုရွေးပါမယ်အဲ့ဒီမှာမှ adjust ကိုနှိပ်ပြီးတော့ brightness contrast အလဲအမောင်အတောက်ပအစရှိတဲ့ feature တွေကိုမိမိလိုသလိုမိမိအမြင်နဲ့ညှိပေးပါအကယ်၍လမ်းပြောက်လို့မညှိတတ်ဘူးဆိုရင် original မူလပုံစံအတိုင်းပြန်ရွေးလို့ရပါတယ်နောက်ဆုံးကြိုက်ပြီးဆိုရင်အမှန်ချစ်ကိုနှိပ်ပြီးထည့်လိုက်ပါဗီဒီယိုကိုဖွင့်ပြီးစမ်းသပ်ပါအခုဆိုရင်ဖုန်းနှလုံးနဲ့ရိုက်ထားတဲ့နောက်ဗီဒီယိုကိုထည့်ဖို့ PIP feature ကိုနှိပ်ပါကိုထည့်ချင်တဲ့ဗီဒီယိုကိုရွေးချယ်ပြီးတော့ထည့်ပေးလိုက်ပါမြင်တဲ့အတိုင်းပဲ PIP အပေါ်ထပ်ဗီဒီယိုကိုအပြည့်ဖြစ်အောင် edit feature မှာရှိတဲ့ fill ကိုနှိပ်လိုက်ပါဒီလိုဖြစ်သွားပြီပေါ့အခုဗီဒီယိုနှစ်ခုလှုပ်ရှားမှုနဲ့အသံအန်ကိုက်ဖြစ်အောင်play ကိုနှိပ်ပြီးတော့ဖွင့်ကြည့်ပါအန်ကိုက်မဖြစ်ပါဘူး PIP ဗီဒီယိုကိုနှိပ်ချပြီးတော့ညီအောင်အန်ကိုက်ဖြစ်အောင် drag ရွှေ့ပေးပါဖွင့်ကြည့်ပါကဲအတန်ညီသွားပါပြီအခုတသားတို့ကအဓိက main video ရဲ့အတန်ကိုပဲသုံးမှာဖြစ်တဲ့အတွက် PIP video ရဲ့အတန်ကိုဖျောက်ပါမယ် PIP video ကိုနှိပ်ပြီးတော့ volume ကိုရွေးချယ်ပြီးအသံတုံညဖြစ်အောင်ရွှေ့ပေးပါကဲတသားတို့အဲ့ဒီထက် PIP file ကို mask မျက်နှာဖုံးတက်ရအောင်အဲ့ဒါမှဗီဒီယိုနှစ်ခုလုံးကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်ကြည့်လို့လဲအဆင်ပြေမှာပါကဲဆက်လက်ဒီပြကြရအောင်လား
အခု mask မျက်နှာဖုံး feature ကိုသုံးဖို့ PIP video ကိုနှိပ်ပြီးအပေါ်က mask ကိုရွေးလိုက်ပါတသားက sock ကိုအဝိုင်းမျက်နှာဖုံးကိုရွေးပါမယ်ပြီးပါကအဝိုင်းပက်လက်မှာရှိတဲ့ဘောင်ကိုဝေဝါအောင် blur လုပ်ဖို့ feather မှာမိမိလိုသလိုရွှေ့ပေးပါပြီးပါက mask အဝိုင်းပုံအကြီးသေးကိုမိမိလိုသလိုချက်လိုက်ချုံလိုက်လုပ်ပေးပါနောက်ပြီးမိမိထားချင်တဲ့နေရာမှာရွှေ့ပေးပါအဆင်ပြေမပြေဖွင့်စမ်းကြည့်ပါအခုဆိုရင်ဗီဒီယိုအသွားလာလှုပ်ရှားမှုဖြစ်တဲ့ animation ကိုထည့်ပါမယ် PIP ဗီဒီယိုကိုနှိပ်ပြီး animation ကိုရွေးနှိပ်ပါမိမိကြိုက်နေတဲ့ animation ကိုနှိပ်ကြည့်ပြီးတော့ကြိုက်မကြိုက်စမ်းသပ်ပါဒါသားက slide R slide right ကိုရွေးပါမယ်အနေအမြန်ကိုမိမိလိုသလိုချိန်ဆပြုပြင်ပါအခုဆိုရင် keyboard ရဲ့ drum beat ဖွင့်အစမှာ PIP video ကိုအပြည့်မြင်ရအောင် mask ကိုထုတ်လိုက်ပါမယ်မိမိ mask ဖြုတ်ချင်တဲ့နေရာမှာလိမ္မော်ရောင်မြင်းချောင်းကိုချပြီး split ဖြတ်တောက်လိုက်ပါအစိမ်းရောင်မြင်းချောင်းကိုသင်တွေ့ပါသလားဒါဆိုရင် video file ကိုဖြတ်ထောက်ထားပြီးသားဖြစ်ပါတယ်အပေါ်က mask ကိုနှိပ်ပြီးနန်းဘာမှမသုံးဘူးဆိုတာကိုရွေးပါပြီးပါကအဲ့ဒီဖြတ်ထောက်ထားတဲ့ PIP video ကိုအပြည့်ဖြစ်အောင်fit and fade ကိုနှိပ်ပါဗီဒီယိုရဲ့ပြောင်းလဲမှုကိုဖွင့်စမ်းကြည့်ပါလိုသလိုညှိယူပါအခု split ခွဲထုတ်ထားတဲ့ PIP video ကို filter တွေ animation တွေထည့်ပါမယ်ကဲဆက်လက်ထပ်ပြင်ကြစို့ဖြတ်တောက်ထားတဲ့ PIP video ကိုအလင်းအမောင်တူအောင် filter မှာပြုပြင်ပါအရင်ကယူထားတဲ့ natural ကိုပဲယူသုံးပြီးအလင်းအမောင်အရောင်ကို adjust မှာညှိပါမယ်အချိန်ယူပြီးတော့ကြည့်ရအဆင်ပြေအောင်ညှိပေးပါကြည့်ရအဆင်ပြေမပြေဖွင့်စမ်းကြည့်ပါအခုဆိုရင်ဖြတ်တောက်ထားတဲ့ PIP video ကိုကြည့်ရအဆင်ပြေအောင်လှုပ်ရှားမှု animation ကိုထည့်ပါမယ်တသားက zoom out ကိုရွေးပြီးအနည်းအမြန်ချိန်ပါမယ်ပြီးပါကအမှန်ချစ်ကိုနှိပ်ပြီးထည့်သွင်းပါမယ်ကြည့်ရအဆင်ပြေမပြေသိရလေအောင်ဖွင့်စမ်းကြည့်ပါမပြေဘူးဆိုရင်ပြန်သွားပြီးကြောင်းလဲညှိပေးပါဘယ်လိုလဲတသားလုံးတလို့လိုက်လုံနိုင်ပြီးတော့ဒီအထဲမှာအကြံဉာဏ်တွေရလိုက်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုတီးဖြတ်မှုအရှိကြီးမပြတ်လျအောင်တသားဒီမှာပဲအဆုံးသတ်ပါမယ်ဆက်လက်ပြီးတော့အခြား feature တွေဒီတစ်ချင်းမှာတီးဖြတ်ဖို့နောက် tutorial မှာဆောင်ကြပါမယ်ကဲအားလုံးပဲမကြမီမျှော်ကြပြီးတော့လုပ်ငန်းကိုင်ငန်းများအဆင်ပြေကြပါစေဗျာ peace